ဘာခင်ဗျဒီ printer လေးကတော့ Brain BBQ ရှင်းနေပေါ့နော်သူက USB Bluetooth ပါဝင်ပြီးတော့Android phone computer နဲ့3လက်မ site ပေါင်းချလေးတွေထုတ်လို့ရတယ်ဒီ printer လေးကိုထည့်လိုက်မယ်ညာဘက်မှာခလုတ်တွေရှိရတော့နော်ဒီတော့ပြထားလို့ပါစာပုံလေးထည့်လိုက်မယ်ဒီတော့အတုပ်ပြရတာလေးလွယ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဘက်ပြီးမှာ power button လေးရှိရပေါ့အပေါ်လေးကိုနှိပ်လိုက်မယ်ဒီ printer လေးကပွင့်သွားပြီနော်ဒီအောက်ကလေးဟာဒါတည်း feed button လေး feed button လေးကစက်ကူထွက်လာလားမထွက်လာစမ်းကြည့်လားပြီးရင်ကျွန်တော်တို့ Android phone မှာပေါ့နော်အရင်ဆုံး Bluetooth လေးကိုဖွင့်လိုက်မယ် Bluetooth လေးဖွင့်ပြီးတော့ဒီသူကသူ့ရဲ့နာမည်လေးက printer 001ပေါ့နော်ကျွန်တော်အဟောင်းချိန်ထားဘူးလားရှိတော့ကြောမှာဆိုဖြတ်လိုက်မယ်ပြီးတော့refresh ရေးလုပ်လိုက်မယ်နောက် printer 001ပေါ့ printer လေးပုံပေါ်လာမှာပေးလိုက်မယ်ပြီးတော့ချက်ပေါက်တွေနှစ်ခု on မယ်ပြီးတော့304လုံးโอเคညာပြီဆိုရင်ကျွန်တော်တို့လူရပဲဆို software လေးကိုတွားမယ်ပေါ့နော်သူ software မျိုးစုနဲ့သုံးလို့ရတယ်ကျွန်တော်တို့ကဒီမှာ free software တွေနဲ့စမ်းပြတာဆိုတော့လူရပဲဆို software တွေနဲ့အရင်ဆုံးချိတ်ပြပေးမယ်ဒီတော့ menu ထဲဝင်မယ် setting printer ဒါကျွန်တော်ချိတ်ထားပူတာလေးတွေရှိတော့လေအသစ်ပြန်ချိတ်ပြပေးမယ်ပေါ့နော်အပေါင်းလေးညာဘက်အောက်ထောက်မှာချိတ်အပေါင်းလေးကိုနှိပ်မယ်တော့ print ဆိုတော့ print ဒါဒီနာမည်လေးကကြိုက်တာပေးလို့ရတယ် printer model မှာ ATA model ရော Bluetooth ရော flash မှာခုန printer 001ပေါ့နော်တွေ့ပြီးမှာဆိုင်ရ80ဒီမှာပြီးပါဆိုင်ရ80ရှိ58ရှိရ80ပြီးတော့ print receipt တွေကိုဖွင့်လိုက်မယ် print test တစ်ခေါက်နေကြည့်လိုက်auto ကတ်တာလေးဆက်ပါတော့နော်